plan နေရရေပေါ့နော်ပြီးတော့ဒီ event ကို 7 design နဲ့ register လုပ်ပေးပြီးတော့7 design နဲ့တက်ရောက်လာပေးကြတဲ့အဖွဲ့ဝင်မဟုတ်တဲ့သူတွေအကုန်လုံးကိုလည်းနှုတ်ဆက်စကားပြောချင်းပေါ့နော်မင်္ဂလာပါလို့နှုတ်ဆက်စကားပြောချင်းပါတယ်ဆိုတော့ပြီးတော့ဒီ event ဖြစ်မြောက်ဖို့ကိုလည်းဆန်းစားရာကူညီရှေ့ကနေပြီးတော့ဥဆောင်ပေးကြတဲ့ဒီ share ရဲ့ပြီးတော့မခိုင်တာရဲ့ပြီးတော့ဒီ2လလောက်အလိုကနေပြီးတော့လိုရတဲ့နေရာမှာကူညီပေးကြတဲ့ volunteer တယောက်ချင်းစီကိုလည်းအကောင်လုံးကိုကျေးဇူးတင်ကြောင်းပဲဒီကနေပြီးတော့ပြောချင်ပါတယ်ပေါ့နော်ဆိုတော့ဒီရှေ့ဒေါက်တာအင်းနေခိုင်ဒီနေ့မရောက်ဘူးပေါ့နော်ဒါပေမဲ့ဒီရှေ့ကိုလည်းဒီကနေပြီးတော့ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ပေါ့နော် guest speaker အနေနဲ့တကူတလားလာပေးလို့ဆိုတော့ဒီနေ့ရဲ့အစီအစဉ်လေးကိုတော့အကြံဖြင့်အစီအစဉ်လေးခုနဲ့တော့ဖို့စဉ်းစားထားရပေါ့နော်ပထမဆုံးဒီရှယ်ဒေါက်တာမျိုးတရားနေပြီးတော့အခွင့်အမှားစကားပြောကြားပေးမယ့်အစီအစဉ်ပြီးတော့မခိုင်ကြကနေပြီးတော့ဒီ Bayway AI event နဲ့ပတ်သက်ပြီးတော့အကြံဖြင့်လည်းရှင်းပြပေးမယ့်အစီအစဉ်ပေါ့နော်ဒီ event ပြုလုပ်ရခြင်းအကြောင်းရင်းပါညာအဲ့ဟာတွေကိုရှင်းပြပေးမယ့်အစီအစဉ်ဖြစ်ပါတယ်ပြီးတော့တတိယတစ်ခုကကြတော့မနုဝေကနေပြီးတော့ဒီevent တစ်ခုလုံးရဲ့ဒီ overall schedule နဲ့ဒီ participation guideline တွေကိုပြပြပေးမှာဖြစ်ပါတယ်ပြီးတော့နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့ဒီနေ့ရဲ့အဓိကအစီအစဉ်လေးဖြစ်တယ်ပေါ့နော်ဒီ Google Cloud Credit Calendar နဲ့ပတ်သက်ပြီးပြီးရင်တော့ဒီကျွန်တော်ဒီနေ့ session လေးကိုအဆုံးသတ်မြင်ပေါ့နော်ဆိုတော့ပထမဆုံးအစီအစဉ်အနေနဲ့ကျွန်တော်ဒီ share ဒေါက်တာမျိုးတိတော်ကိုအခွင့်အမှာစကားပြောကြားဖို့တော့ဖိတ်ခေါ်ချင်ပါတယ်ဒီ share ကိုအသိပေးပါရရှင်အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီ MNDT ကနေပြီးတော့မှဥဆောင်ပြီးတော့လုပ်တဲ့ Bayway AI ပေါ့နော်အဲ့တော့ဒီ Google ရဲ့ worldwide program ပေါ့ Google ကနေပြီးတော့မှအခု organize လုပ်နေတယ်အများကြီးပဲအဖွဲ့အစည်းတွေလည်းလုပ်ကြတယ်ဒီထဲမှာခုဟာတော့ MNDT ကနေပြီးတော့မှ organize လုပ်တဲ့ပွဲလေးတစ်ခုပေါ့အဲ့တော့ဒိုးရီရဲ့ပွဲကအားလုံး3ရက်လုပ်မှာဖြစ်တယ်ပေါ့နော်ဆိုတော့3ရက်ကိုမှ session လေးတွေခွဲထားတယ်ဒီ session တွေ agenda တွေရဲ့အသေးစိတ်တွေကိုလည်း participants အားလုံးရပြီးပြီလို့ယူဆပါတယ်ကျမတို့အနေနဲ့เนาะအဲ့တော့ကျွန်တော်ကတော့မျိုးသိတာပါ MNDT ရဲ့ one of the founder ပေါ့နော် founder တူဖြစ်ပါတယ်ဆိုတော့ MNDT ကိုစတင်တည်ထောင်လာကြတဲ့ကကျွန်တော်တို့တွေကမြန်မာနိုင်ငံက community တွေမြန်မာနိုင်ငံဆိုတာတဲ့မြန်မာနိုင်ငံလူငယ်တွေပေါ့နော်မြန်မာနိုင်ငံနေရာအနှံ့မှာရှိနေတဲ့ကမ္ဘာအနှံ့မှာရှိနေတဲ့မြန်မာလူငယ်တွေအတွက်ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့မှ technically support လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ MNDT ကဖွဲ့စည်းခဲ့တာဖြစ်ပါတယ်အဲ့တော့ MNDT ကလှုပ်ရှားမှုတွေအများကြီးရှိခဲ့တယ် event တွေလည်းအများကြီးရှိခဲ့တယ်ဒီ MNDT ရဲ့ activities တွေလှုပ်ရှားမှုတွေကိုလည်းကျွန်တော်တို့ website မှာတင်ပေးထားတယ်ပေါ့နော်အဲ့ဒီလိုပဲအခုတော့ကျွန်တော်တို့ social media လည်းဖွင့်လိုက်ပြီ Facebook လည်းဖွင့်လိုက်ပြီဖြစ်တဲ့အတွက် MNDT ရဲ့ activities တွေကို social media ကနေပြီးတော့လည်းတင်ပေးသွားဖို့ရှိတယ်ပေါ့နော်အဲ့တော့အခုဒီ Bayway AI ကတော့ဒီ2026ရဲ့ပထမဦးဆုံးအာသာပနာနဲ့တွဲပြီးတော့လုပ်တဲ့ event လေးတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒါ Google နဲ့တွဲပြီးတော့လုပ်တဲ့ Bayway AI event လေးဖြစ်ပါတယ်ဆိုတော့ဒီ event လေးမှာရှောက်ထားတဲ့သူအားလုံးပေါင်းက189ဦးရှိခဲ့တယ်ပေါ့နော်ရှောက်ထားသူ189ဦးရှိခဲ့တယ်စိတ်ပါဝင်စားမှုကိုလည်းအများကြီးဖြစ်တာကိုတွေ့ရတယ်ပေါ့နော်မြန်မာလူငယ်တွေကနိပညာတွေနဲ့ပတ်သက်လာလို့ရှိရင်လောဘရှိတယ်လေးလာခြင်းနဲ့တင်ယူခြင်းနဲ့စိတ်သက်ရှိတယ်အဲ့အတွက်လည်းအမြဲတမ်းကျင့်နေရတယ်ပေါ့နော်ဆိုတော့အခုလိုမျိုးပွဲတွေလှုပ်လိုက်တိုင်း event တွေလှုပ်လိုက်တိုင်း training တွေ workshop တွေလှုပ်လိုက်တိုင်းမှာရှောက်ထားသူဦးရေဟာမြန်မာကအရင်မြင့်တယ်အဲ့တော့နိပညာနဲ့ပတ်သက်ပြီးတော့စာလောင်မသိမှုပေါ့နော်စူးစမ်းခြင်းနဲ့စိတ်တင်ယူခြင်းနဲ့စိတ်ရှိတဲ့နိုင်ငံတွေကိုကြည့်မယ်ဆိုလို့ရှိရင်မြန်မာဒီထိတ်ဆုံးနှီးပါးလောက်မှာကြည့်မယ်ဆိုရင်တင်ယူလေးလာခြင်းစိတ်အားဖြင့်လူငယ်တွေဒီထိတ်ဆုံးတော့ 3% လောက်မှမရှိရင်တော့မှတော့ 10% ဝန်းကျင်ထဲမှာရှိတယ်လို့မြင်ရပါတယ်ဒါပေမဲ့တစ်ဖက်မှာကြတော့လေကိုမြန်မာတွေရဲ့ဖြစ်နေတဲ့ trend အရာကျွန်တော်တို့ဒီလေးလာထားတဲ့သုံးသက်ချက်တွေအရာဆိုလို့ရှိရင်ပွဲကိုပြီးဆုံးအောင်မတက်တဲ့နေရာမှာတင်တန်းတွေကိုပြီးဆုံးအောင်မတက်တဲ့နေရာမှာလေမြန်မာတွေကထိတ်ဆုံးနှီးပါးလောက်ရှိနေတာကိုတွေ့ရပါတယ်ဆိုတော့ဒီဟာလေးကိုတော့ဒီပွဲမှာမဖြစ်စေချင်ပါဘူးအဲ့တော့ကျွန်တော်တို့ကဒီပွဲမှာပွဲ189ဦးတွေကနေမှလက်ရွေးစဉ်လူ90ကိုပြန်ရွေးပေးထားတာပေါ့နော်ဆိုတော့ဒီလူ90ကိုရွေးထားတာဒီကိုဒီ sport တစ်ခုကိုယူလိုက်တာဒီကျန်တဲ့လူတွေ100ကျော်ကိုဒဲကကိုကဦးစားပေးပြီးရွေးခန့်ထားရတာဖြစ်ပါတယ်ဒီ training လေးပေါ့နော်သင်တန်းဆိုတာတဲ့ဒီ training လေးကိုတက်ရောက်နေတဲ့3ရက်တာကာလအတွင်းမှာအခက်အခဲတွေကြုံနေမယ်အထူးသဖြင့်မြန်မာနိုင်ငံမှာရှိသောလူတွေတေချာပေါက်အခက်အခဲကြုံရမှာပါ VPN ကအဆင်မပြေလို့ internet ကမရလို့မီးကပြတ်သွားလို့ဆိုတာတွေကြုံရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီကြုံလာတဲ့အခက်အခဲတွေကိုကိုဒီနေ့ပေါ့နော်ဒီအချိန်ကစပြီးတော့တန်တိတ်ခံချလိုက်ပါ
ငါဘလို့အခက်ခဲပဲရှိဘလို့အခြေအနေပဲရှိဘလို့ပဲဖြစ်တေးရင်တေးသွားပါစေငါဒီတင်တန်းကိုပြီးအောင်တက်မယ်ဆိုတဲ့စိတ်မျိုးကိုတွင်လိုက်ပါအဲ့ဒါလေးကိုရအောင်တွင်းထားစေချင်ပါတယ်အဲ့တော့အဲ့ဒီတင်တန်းအခက်ခဲတွေရှိတဲ့အခါမှာကူညီဖို့ထောက်ပံ့ဖို့အတွက်လေကျွန်တော်တို့ဒီ volunteer team ပေါ့နော်က organize လုပ်ထားတယ်ဒီ volunteer team ကရှိနေမယ်သူတို့လည်းမြန်မာနိုင်ငံထဲမှာရှိနေတဲ့လူတွေလည်းပါမယ်ပြင်ပမှာရှိနေတဲ့လူတွေလည်းပါမယ်အခက်အခဲတွေလိလာနေတဲ့ဂျာတွေကနေသူတို့ကူညီပေးရမှာဖြစ်တယ်သူတို့မသိတာတွေလည်းရှိနေမယ်သူတို့သိတာတွေလည်းရှိနေမယ်ပေါ့နော်အဲ့တော့မှအဲ့ဒီအခက်အခဲတွေဂျာတွေကနေပြီးတော့မှအတူတူဝိုင်းဝန်းပြီးတော့မှ channel volunteer တွေကလည်းပံ့ပိုးပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲနောက်ဆုံးနေ့မှာတော့အသင်းလိုက်သို့မဟုတ်တူဦးချင်းလိုက်ကနေပြီးတော့မှတခုခုပေါ့နော်Build with AI လေးနဲ့ project တခုခုကိုတော့ငါတို့လုံးလိုက်ပြီးဆိုတဲ့အောင်မြင်မှုလေးတခု achievement လေးတခုကိုတယောက်ချင်းစီအတွက်ရသွားစေချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီ3ရက်တာကာလကိုငါပြီးဆုံးအောင်တက်လိုက်တယ်ဆိုတဲ့စိတ်ကျဉ်တဲ့မှုကိုယုံကြည်မှုဒါတခုကိုရစေချင်တယ်။အဲ့ဒီယုံကြည်မှုနဲ့တွဲပြီးတော့ကိုယ့်ရဲ့ portfolio လေးပေါ့နော်။ငါဒီက Build with AI နဲ့ဒါလေးတော့လုံးလိုက်နိုင်ရဆိုတဲ့စိတ်ကလေးလည်းရသွားစေချင်တယ်။အဲ့တော့အားလုံးကိုဒီ message လေးပေးရင်းနဲ့ပဲကြိုဆိုပါတယ် welcome to the Build with AI MNTD event ပေါ့နော်အဲ့တော့အားလုံးကိုတောက်လျှောက်တွေ့ကြပါတယ်ကျွန်တော်တက်နိုင်တဲ့လောက်ပွဲတိုင်း session တိုင်းကိုတက်နိုင် join ပါမယ်အဲ့ထဲမှာလည်းလူအားလုံးဒီတွေ့ရတဲ့လူအားလုံးကိုမြင်ကြပါတယ်ရှင် okay ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်တီရှက်အဖွဲမှာစကားပြောချပေးတဲ့တီရှက်ကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ပွဲတောက်6ကိုပေါ့နော်join ဖို့လည်းတကယ်ကို encourage လုပ်တော့ရတဲ့အတွက်လည်းတီရှက်ကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒုတိယ season အနေနဲ့မခိုင်တာကိုဖိတ်ခေါ်ချင်ပါတယ်ဒီ Build AI နဲ့ပတ်သက်ပြီးတော့ဒီ event ပြုလုပ်ရခြင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ပြောပြပေးဖို့ပေါ့နော်မခိုင်တာအလှည့်ပေးပါရရှင်ဟုတ်ကဲ့ပါဖိတ်ပေးလို့ကျေးဇူးတင်ပါတယ်ကျမနာမည်ခိုင်တာတဲ့လို့ခေါ်ပါတယ်ဒီမှာတော့ MMGD တင်းမှာတော့ teacher ကမျိုးသိရနဲ့တွေ့လို့ဒီ ဖောင်းနေမြန်မာတယောက်အနေနဲ့ပြင်ပေးနေတာဖြစ်ပါတယ်ဒီ Build with AI အပန်းကကြတော့အမကဥဆောင်ပြီးတော့ဒီ Google တင်ရဲ့ sponsor ကိုယူပြီးတော့ဒီမြန်မာမှာရှိနေတဲ့ဒီကျောင်းသားကျောင်းသူတွေဒီနည်းပညာနယ်ပယ်တွေကိုစာပြီးဝင်ရောက်လာတဲ့လူတွေကိုသူတို့ရဲ့ Google ရဲ့နည်းပညာမိတ်ဆက်ပေးနိုင်ဖို့အတွက်ဆိုပြီးတော့အမတို့ကဒါသူတို့ရဲ့sponsor ကိုယူပြီးတော့ကျောင်းသားကျောင်းသူပြန်လုပ်ပြီးတဲ့ပွဲလေးပေါ့နော်အဲ့ဒီဟာလေးကိုအမနည်းနည်းလေးရှင်းပြပေးခြင်းနဲ့ရှင်းပြပေးခြင်းတော့မမေးခင်မှာဒီနေ့ register လုပ်လာတဲ့လူတွေထဲမှာဒီ Build with AI မြန်မာတင်းက MMGD တင်းကလုပ်ထားတဲ့ website ကနေတစ်ဆင့် register လုပ်တဲ့လူတွေများရှိတယ်။ Facebook ပေါ်ကနေပြီးတော့ဖောင်ရင်းနေပြီးတော့ register လုပ်တဲ့လူတွေလားဒါမှမဟုတ် website ကိုသွားကြည့်ပြီးမှ website ကနေ register လုပ်တဲ့လူတွေ။ website ကနေ register လုပ်တဲ့လူတွေဆိုရင်လက်ထောင်မေးလို့ရ။လက်ထောင်လို့မရဘူးတဲ့ sorry ဒီမှာလက်ထောင်နေတာရှိတယ်လက်ထောင်မေးလို့ရ။ Okay 300ဟုတ်ပဲတွေ့တယ်โอเคအဲ့ဒါလက်ပြန်ချပေးလို့ရပါတယ်အဲ့ဒါနဲ့ဒါတက်တဲ့လူတွေရောက်60တွေ့ရရောက်60မှာ9ရောက်လောက်ကပဲ website ကိုသွားတာโอเคအဲ့ဆိုရင်ဒါ Facebook တွေ link တွေကနေတွေ့ပြီးတော့ရှောက်တာဆိုပြီးနော်အမကဒီနေ့နည်းနည်းလေးရှင်းပြပေးတယ်နှစ်ပိုင်းရှင်းပြပေးချင်ပါတယ်ပထမတစ်ပိုင်းကဒီ Build with AI နဲ့ဘယ်လိုလုပ်တဲ့အကြောင်းရင်းနောက်တစ်ခါကျတော့အမတို့ဒီ Build with AI မြန်မာတင်းမှာဒီ MMGD တင်းကဘယ်လိုလုပ်ထားလဲဆိုတဲ့အကြောင်းသူတို့ရဲ့နည်းပညာအသစ်တွေထွက်ပေါ်လာတဲ့အချိန်မှာသူတို့ရဲ့နည်းပညာအသစ်တွေကိုသုံးပြီးတော့ဒီကျောင်းသားကျောင်းသူတွေပြီးသွားလို့ရှိရင်နည်းပညာနဲ့ပဲအသစ်ကလူတွေဘယ်လိုမျိုးဥပမာသူတို့ရဲ့နည်းပညာနောက်ဆုံး Anticrypty လို့ပါထွက်ထားတဲ့ Batis AI Studio ပြီးတော့သူတို့မှာနောက်ဆုံး model တွေထွက်လို့ရှိတယ်အဲ့ဒါတွေကတကယ်အကြောင်းကျောင်းသားတွေဆိုလို့ရှိရင်တော့သူတို့ရဲ့တက္ကသိုလ်တွေနဲ့ချိတ်ပြီးတော့လုပ်တဲ့ကျောင်းသားတွေဆိုရင်တော့ credit တွေပိုင်းနဲ့စမ်းလို့ရတယ်တချို့တွေကြတော့လည်းရုံးတွေဘာတွေကပေးတဲ့လူမျိုးစမ်းလို့ရမယ်အဲ့မှာဒီ Build with AI app တွေမှာဒါသူတို့အဲ့လိုဟာတွေကိုဒီပါတဲ့လူတွေကအလကားစမ်းတက်လို့ရအောင်เนาะသူတို့ဘက်ကနေပြီးတော့ Google ရဲ့ AI credit sponsor ပေးရဲ့အဲ့ credit တွေကိုအမားတို့ကလက်ခံရယူပြီးတော့ဒီကျောင်းသားကျောင်းသူတွေကိုပြန်လည်ဝေမျှပေးရဲ့ app လေးပေါ့အဲ့တော့အမားတို့ဆိုတာတစ်ချက်တော့တယ်လို့ပဲအမားတို့3ရက်စီစဉ်အဲ့တော့အသေးစိတ်ကပြီးရင်နှုတ်ဝေဘယ်လို3ရက်သွားမလဲဆိုတဲ့ဟာကိုရှင်းပေးလိုက်မယ်ပေါ့နော်Okay အဲ့တော့ဒီ Build with AI app တွေကသူတို့ရဲ့ time frame ရှိရဲ့ဖေဖော်ဝါရီ16ကနေပြီးတော့မေ31အတွင်းမှာ post လုပ်တဲ့ app တွေဖြစ်တဲ့အတွက်အမားတို့ကဒီမေ31အတွင်းမှာဝင်တယ်နော်အဲ့တော့တကယ်လို့ expectation အနေနဲ့ကတော့နောက်ဆုံး app နေ့တွေမှာလည်းဒါအမားတို့တွေနောက်နှစ်ဒီမှာလည်းဒါကိုသူတို့နဲ့ host လုပ်ပြီးကို encourage ရတာပေါ့နော်အဲ့ဒါလေးတွေ
မြေတားရခံစကားဒါတော့ Google ရဲ့ဒါလုပ်ပေးရဲ့ sponsor ပေးရဲ့ flow လေးကိုရှင်းပြပေးရပါနောက်တစ်ခုကကြတော့အမားတို့ MMTT တင်းရကဘာတွေလောက်ထားလဲဆိုရအဲ့တော့ပစောတော့ website ကနေကြည့် register မလုပ်လာကြဘူးဆိုတော့ဒါအမ website လေးကိုတစ်ချက် share ပေးတာပါဟာအမားတို့မှာဒီသူတို့ Facebook post တွေ LinkedIn post တွေမှာသူတို့ကဒီ website တွေကို mention လုပ်ထားတယ် website တွေကို mention လုပ်ပြီးတော့ပြောလို့ရှိရင်သူတို့အောက်မှာ Google Form လေးကိုထည့်ပေးတာသူတို့ရကြ Google Form ကနေပဲလာကြတာထင်တယ်အဲ့တော့ဒီ website မှာမဖြစ်ဘူးပေါ့အဲ့တော့ဒီຢာလေးကိုစိတ်ဝင်စားလို့ရှိရင်အဲ့မှာသွားကြည့်Google ပုံမှန်အားဖြင့်ဒီ Google ဘေးဝေးအရာအပန်းတွေအကုန်လုံးကဒီ community ကနေဥဆောင်တဲ့အပန်းတွေပဲGoogle developer group တွေနဲ့အတူတူပေါင်းပြီးလုပ်ကြတယ်မြန်မာမှာဆိုရင်တော့ GDP ရန်ကုန်ရှိတယ်ပေါ့မနှစ်ကသူတို့လုပ်ကြတယ်ဒီနှစ်တော့အမားတို့ကဒီဟာကိုဒီ MMTT တင်းအနေနဲ့လုပ်တယ်ဆိုပြီးအမားတို့လုပ်ကြတယ်အဲ့လိုပုံမောင်လေးညီမလေးတို့ကအခုရွေးချယ်ခံပြီးသွားပြီဆိုတော့ဒီထဲကပါတဲ့လူတွေဒီ criteria တွေနဲ့အမတို့ကြည့်ပြီးတော့ဒီကျောင်းသားကျောင်းသူတွေရွေးချယ်တယ်နောက်တစ်ခုအနေနဲ့အမတို့တွေရှင်လာတဲ့အခါမှာMMTT အဖွဲ့သားတွေရယ်ပြီးလို့ရှိရင်မြန်မာပြည်မှာနေတဲ့လူတွေကိုဦးစားပေးပြီးဖြစ်တယ်။ဘာလို့ဆိုအမတို့ကလေပြည်ပမှာရောက်နေကြတဲ့အခါမှာပန်လေးတွေကိုထွက်လိုက်ပြီးရှင်သူတို့ရဲ့ဒီ portfolio ကောင်းကောင်းလေးတည်ဆောက်လို့ရနိုင်ဖို့အမတို့အဲ့ဒါလေးကိုရွေးပေးဖြစ်တယ်ပေါ့အဲ့တော့မြန်မာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စောစောကလိုမျိုးအခက်အခဲတွေတွေ့လာလို့ရှိရင်လည်းပုံမှန်လည်း Telegram မှာ group ရှိရဖြစ်တယ်အဲ့မှာပြောလို့ရတယ်တခြားအခက်အခဲတွေရှိနေပြောဆွေးနွေးလို့ရတယ်အဲ့လိုဆွေးနွေးမယ်ဆိုလို့ရှိရင်ဒီ event အသေးစိတ်မှာဒါတော့ guideline တွေသူတို့ရှင်းပြပါလိမ့်မယ်အမဒီ website မှာတစ်ချက်မိတ်ဆက်ပေးချင်တာဒါအမနဲ့တစ်ချက်နဲ့ရှင်းအမတို့ကဒီ organize လုပ်တဲ့လူအဲ့တော့ website မှာတော့ကြည့်ပါအမတို့တွေရှိရအမတို့ညကို pass လုပ်ပြီးသွားလို့ရှိရင်ဘယ်သူတွေရှိအောင်မလဲပေါ့အဲ့တော့ဒီနေ့မဟုတ်လက်ဖန်ပေါ့နော်လက်ဖန်ဆိုရင်အမတို့မနက်ပိုင်း session တစ်ခုရှိမယ်ညနေပိုင်း session တစ်ခုGDE ပေါ့နော် Google Developer Expert AI နဲ့ Expert ဖြစ်တဲ့အတွက်သူကဒီမှာညနေပိုင်း session မှာ advanced level session တစ်ခုကို run ပေးလိမ့်မယ်ပေါ့အဲ့တော့သူ session ကိုလည်းတက်ဖို့အမတို့ဖိတ်ခေါ်တယ်ဒါအသေးစိတ်ကဘာတွေ run လဲဆိုတာနှုတ်ဝေရှင်းပြလိမ့်မယ်အမတကယ်မိတ်ဆက်ပေးချင်တာကဒါတော့ဒီ facilitator နဲ့ facilitator တွေနဲ့ volunteer တွေပေါ့လေးပေးပြီးသားအဲ့တော့သူတို့တွေကိုသွားကြည့်ပါသူတို့နာမည်တွေကိုမှတ်ထားပါမသိလို့ရှိရင်သူတို့တွေပေးပါအဲ့တော့သူဆုံးပထမဆုံးအနေနဲ့အမားတို့နဲ့ဒီနေ့ဥဆောင်ပြီးလုပ်ပြီးသွားမှာကနုဝေတန်နဲ့ဇာမီမျိုးရှိမယ်သူတို့နှစ်ယောက်ကဒီ GCP credit တွေနဲ့ပတ်သက်အကြောင်းအရာကိုရှင်းပေးမယ်ပြီးသွားလို့ရှိရင်ဒီ study group တွေမှာတက်လာလို့မျိုးပဲဖြစ်ဖြစ်စမ်းမိုင်းအနေနဲ့နေပြီးသူတို့ယောက်က main facilitator အနေနဲ့ရှိမယ်event တွေအကုန်လုံးတောက်လျှောက်ရှိနေပြီးသွားလို့ရှိရင်volunteer အနေနဲ့အမားတို့ဒီ group တွေထဲမှာmessage ကြော်ရှိမယ် message နဲ့ရှိမယ် message နဲ့ဆိုအမားပြောသလိုပဲ Telegram မှာသူတို့စာပို့ပြီးဦးဆောင်ပြီးလုပ်ပေးနေတယ်အဲ့ဒါအပြင်ဒီနေ့ host လုပ်ပြီးနေညီမလေးချမ်းမြရှိမယ်ပြီးတော့ main montant ရဲ့ tag ကြီးခိုင်ရရှိမယ်အဲ့တော့ဒီလူနာမည်လေးတွေကိုမှတ်ထားပါသူတို့ Telegram မှာလည်းရှိပါတယ်ခက်ခဲရှိလို့ရှိရင်သူတို့တွေကို mention လုပ်ပြီးပြေးလို့ရပါတယ်အမားတို့တွေတို့စာမမြင်မဲနဲ့မပြန်နိုင်မျိုးဖြစ်တယ်ဆိုတော့ဒီမေးခွန်းတစ်ခုတည်းကိုပဲသူတို့မမြင်တဲ့တခြားလူကတခြား volunteer တွေကစာပြန်လို့ရအောင် channel ထဲမှာမေးပေးပါသူတို့ channel လေးတွေပြောလုပ်ပေးထားပါတယ် Telegram တွေပါတယ်မကြွရသေးဘူးဆိုလို့ရှိရင်အမားတို့ဒီ Telegram group တွေကို email တွေကပေးပြီးသားဖြစ်တော့အဲ့ဒါလေးတွေကိုကိုယ့်ဘာတစ်ချက် follow လုပ်ပေးနော်မာလေးတွေ facilitator လုပ်ပေးတဲ့မောင်လေးတွေပြီးတော့တစ်ချက်မျိုးနဲ့ guest speaker ဖြစ်တဲ့မတ်အင်းလေးခါနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်အားဆိုခိုင်းတာပြီး subscribe share လေးရက်လိုက်ပါရှင်ဟုတ်BWAI နဲ့ပတ်သက်ပြီးတော့ရောဒီ MMTT ကနေတင်ပါတဲ့ဒီ BWAI event နဲ့ပတ်သက်ပြီးတော့အသေးစိတ်တွေကိုရှင်းပြပေးသွားတယ်မဟင်စာကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ခင်ဗျားတို့ assistant 3ပေါ့နော် assistant 3ကကြတော့ဒီမနုဝေကနေပြီးတော့ဒီခင်ဗျားတို့3ရက်လုံးမှာပေါ့နော်ပွေရဆိုတော့လူတွေအနေနဲ့ဘာလုပ်ဖို့လိုလဲဆိုတဲ့ဟာကိုဒီအကြံဉာဏ်လေးမနုဝေကရှင်းပြပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့မနုဝေကိုအထည့်ပေးပါရရှင်ကျေးဇူးပါအဆုံလို့ရေဟွာ screen share လိုက်မယ်နော်တို့မှနေဟို video ဖွင့်ထားကြတယ်တို့မှဘာမှမမြင်အောင်ကိုတယောက်တည်းပြောနေသလိုဖြစ်နေတာ line မကောင်းလားမသိဘူး screen share ကြည့်ပါမယ်နော်ဟုတ် screen share လိုက်ပါမယ်မြင်ရလားမသိဘူးနော်မြင်ရပါတယ်
ဟုတ်တော့ပြီဆိုတော့ပြင် Telegram group တွေမှာလည်း share ထားရဆိုတော့เนาะ overall တော့တော်တော်များများသိပြီလို့ထင်ပါတယ်နားလေးဟိုဖြစ်နေလို့ပြင် share လိုက်မယ်เนาะ sorry ပါဒီဘက်မှာလေ9နည်းလေးချင်းနေလို့ပါမြန်မာပြည်နေဟုတ်မြင်ရပါတယ် ဟုတ်ကဲ့ဒီမှာတော့နာမည်ကတော့ဒီ event နာမည်လေးက Payway AI MMDD ပေါ့နော်ဒီ MMDD ကနေဥဆောင်တဲ့ Payway AI Google learning experience ရအောင်လို့ပေါ့နော်ဒီမှာ3 day hands-on workshop 3 day ရှိနေပေါ့နော်အဲ့မှာအဓိကကတော့ဒီ Google AI tools တွေကိုတူတူလေ့လာမယ်ပြီးလို့ရှိရင်အဓိကဒီ hands-on workshop လေးလုပ်မယ်ခုနကမခိုင်သာပြောတာလို့ပဲဒီမှာလာတက်ပြီးတော့ကိုရဲ့တဲ့ဟာဒီကိုရဲ့ portfolio တခုတွေ့ပြီးလို့ရှိရင်ဒီ project တွေလုပ်တဲ့ experience နေပြီးလို့ရှိရင် mentoring session ပေါ့နော်ဒီမှာindustrial expert တွေကနေပြော mentor လာလုပ်ပေးမှာပေါ့နော်နက်ခိုင်စာပါမယ်ခုနပြောခဲ့သလိုဒီ GDG expert ဖြစ်တဲ့မအင်းနဲ့ထိုင် advanced level ကိုယူပေးမှာပေါ့နော်သူတွေနဲ့တွေ့ခွင့်ရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီရဲ့ UHD လေးကတော့AI tools တွေတူတူလေးလာကြမယ်ပြီးလို့ရှိရင် application ကိုစိတ်ဝင်စားတဲ့ application တွေကိုဘယ်လိုတည်ဆောက်လို့ရလဲလေ့လာပြီးလို့ရှိရင်ဒီ GCP cloud တွေပေါ့နော် introduce သုံးဒီမှာတော့ဘယ်သူတွေ join တင်လဲပေါ့နော်ဘယ်သူ join တင်လဲဆိုလို့ရှိရင်ဒီမှာကျောင်းသားတွေပြီးလို့ရှိရင်ဒီ beginner developer လေးပြီးလို့ရှိရင် intermediate level ပြီးလို့ရှိရင်ဒီ tech ပိုင်းကိုစိတ်ဝင်စားတဲ့ဘယ်သူမှဆိုပေါ့နော်ဒါတွေက join ဖို့လွယ်ဖြစ်ပါတယ်ပြီးလို့ရှိရင် program flow အနေနဲ့ကတော့3ရက်ပေါ့နော်ဒီနေ့ day 1မှာကျတော့ဒီ day 1ကတော့ day 1ကအတက်လို့ဖြစ်သွားမှာပေါ့နော်day 1လာတက်တဲ့သူတွေကပဲဒီနောက် remit workshops တွေမှာ run လို့ရမှာပေါ့နော်ဒီနေ့မှာ orientation session နဲ့ပြီးလို့ရှိရင်ဒီ setup တွေပေါ့နော်ဒီခုနကနောက်နေ့မခိုင်စာနဲ့မယင်းနဲ့ခိုင်လို့ run session တွေမှာ ready ဖြစ်နေအောင်ဒီ Google credit တွေလိမ့်တာတွေ API key ထုတ်တာတွေအဲ့လိုမျိုး fundamental setup ready ဖြစ်အောင်ဒီနေ့ကသွားမှာပေါ့နော်ဒါနဲ့ညပိုင်း session မှာမင်းနေခိုင်းနေပေါ့နော်အဲ့မှာ project တွေတူတူလုပ်လို့ရမယ်နောက်တော့ day 3အနေနဲ့ကတော့ project ကိုယ့်ရဲ့ project showcase ပေါ့နော်ကိုကဒီမခိုင်စာတို့ဒီ day 2မှာလုပ်ခဲ့တဲ့ project ကို improvement လုပ်ချင်တာတော့ပဲဖြစ်ဖြစ်ကိုစိတ်ဝင်စားတဲ့ project ကို showcase လုပ်ချင်တာပဲဖြစ်ဖြစ်ကို individual တူတဲ့ project လုပ်ချင်တာပဲshowcase session ရှိမယ်ပြီးလို့ရှိရင်ဒီ ask me anything session ပေါ့နော်ဒီမခိုင်စာတို့ teacher တို့နိုင်နေခိုင်တို့နဲ့အတူတူတွေ့ရပြီးတော့ဒီ ask me anything session ပါပါမယ်ပြီးလို့ရှိရင်ဒီ project showcase session လေးပေါ့နော်ဒါ3ရက်ရဲ့ဒါ program flow အကြံပြင်းလေးပေါ့နော်ဒါကတော့ခုနပြောပြရ key activity တွေကတော့ဒီနေ့မှာဆိုလို့ရှိရင် orientate ပါမယ် GC setup ပါမယ်နောက်တော့ day 2အတွက် environment ready ဖြစ်နေရမယ်ပေါ့နော်ဒီနေ့လာတက်တဲ့သူတွေကပဲ day 2အတွက်ဒီ project အနေနဲ့ Gemini ရဲ့ YouTube summarizer ကိုမခင်စားနေပြီးတော့အလီလောက်တော့မှာပေါ့နော်ညနေပိုင်းကတော့ Google expert ဖြစ်တဲ့ Mayin ခံနေပြီးတော့ဒီ AI agent ADK tools တွေကိုပါမယ် mentoring session နဲ့ ask me anything session တွေကိုဒီ share လုပ်နဲ့ဒါရိုက်ထိတွေ့ခွင့်ရမှာပေါ့နော်ဒီကကျတော့ဒီ event လေးကကျတော့project တွေလုပ်မယ်ပြီးလို့ရှိရင်ဒီ networking ပေါ့နော်ကိုနဲ့ဒီ AI စိတ်ဝင်စားတဲ့သူတွေတက်လောကသူတွေနဲ့တူတူထိတွေ့နေရမယ် network ချိလို့ရမယ်ဆိုတော့ဒါစိတ်ဝင်စားတဲ့တူလူတွေတူတူလာစုတာဆိုတော့ဒါ group project တွေလည်းတူတူလုပ်လို့ရမယ်ပေါ့နော်အဓိကရွေးချက်ကတော့အဲ့လိုလေးပါပြီးတော့ participant guideline ကထွေထူးမရှိပါဘူးဒီ attend session အရှိမလည်းတချို့ပြောsetup ဒီနေ့လာအကုန်လုံးက day 1 setup ပြီးရမယ်ပေါ့နော်ပြီးလို့ရှိရင်ကိုကမသိရဖြစ်ဖြစ်ကို share နေတာဖြစ် participate actively ပေါ့နော်participate လုပ်လို့ရမယ်ပြီးလို့ရှိရင်ဒီ Telegram မှာကိုအခက်အခဲရှိနေဖြစ်ရှိလို့ရှိရင် Telegram မှာပဲမေးလို့ရတယ်ပေါ့
participant ခိုင်နေလေးပါဒီ expected outcome ကဒီ3ရက်ပြီးသွားလို့ရှိရင်အဓိကတော့ဒီ MMTT ရဲ့ဆောင်မှုက land together ဖြစ်တဲ့အတွက်ဒီ land together ပေါ့နော်တူတူလေးလာကြမယ်ပြီးလို့ရှိရင် product တွေတူတူ project တွေတူတူလုပ်လို့ရမယ်ကို portfolio improve ဖြစ်သွားမယ်ပြီးလို့ရှိရင်တရားနဲ့တရားနဲ့ connection ရှိသွားမယ် networking ချဲ့လို့ရမယ်ပေါ့နော်ဒါကတော့ expected ဒီ event လေးရဲ့ expected outcome လေးပေါ့ဒီမှာ mentor တွေလည်းပါနေတယ်ဆိုတော့လေ mentor တွေကိုယ့်ရဲ့ peers တွေနဲ့တူတူ connect လုပ်လို့ရမယ်ဟုတ်ဒီကတော့ overall session လေးပါအားလုံးကျေးဇူးတင်ပါတယ်မသိရရှင်းလင်းပြလို့ရပါတယ်ကျေးဇူးပါ ဟုတ်ကျေးဇူးများတင်ပါတယ်3ရက်လုံးရဲ့ overall schedule ကိုဒီအသေးစိတ်ပေါ့နော်တရက်ချင်းစီပါလုံးမေးဆိုတော့တခြားရှင်းပြပေးတော့ရဲ့မနုဝေကိုကျေးဇူးများတင်ပါတယ်ဆိုတော့ claim တဲ့ session ဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ session ကိုလီလုပ်ဖို့တော့မနုဝေနဲ့ကိုစာနေကိုဒီရှေရောမခိုင်တာရောပါပြောဖို့ရှိအောင်မသိဘူးဒီရှေ ဂျာပြက်လေးတစ်ခုကတော့တီချာတို့ဒီမှာevent တက်ရောက်လာတဲ့လူတွေပေါ့နော်ဒီနေ့ဖွင့်ပွဲမှာပါတဲ့ဓာတ်ပုံတီချာတို့ screenshot လေးတွေရှိတယ်အဲ့ screenshot လေးတွေကို social media မှာအသုံးပြုမှာဖြစ်ပါတယ်ဆိုတော့ကြတော့ကိုကအကြောင်းကင်မရာနဲ့ဖွင့်ထားတယ်ဒါပေမဲ့ကိုမျက်နှာမပေါ်ချင်ဘူးဆိုလို့ရှိရင်တော့ဒီ organizer team ကိုလာပြောလို့ရတယ်ပေါ့နော်မဟုတ်ဘူးဆိုရင်တော့အားလုံး consent ပေးပြီးတည်းလို့ယူဆပြီးတော့ဒီလို social media မှာ post လေးတွေတင်သွားမှာဖြစ်ပါတယ်နော်ရပြီနော် camera set လုပ်လို့ရပါတယ် ဟုတ်ကျေးဇူးတင်ပါတယ်အဲ့ဆို over to you ပါမနုဝေနဲ့ကိုစာနေနဲ့ ဟုတ်project claim တာကတော့အဓိကကတော့မြို့ဒီမှာsponsor မခံစားရတာကြောင့်အယောက်90လားမသိဘူးပြီးလို့ရှိရင်ဒီဘက်က volunteer တွေ claim ထားနေဆိုလို့ရှိရင်အကုန်လုံးတက်သမျှလူတော့ဟို credit claim လို့မရဘူးပေါ့နော်ဒီ credit card ရှိတဲ့သူတွေကတော့ကောက်ကိုclaim တာတော့ပိုအဆင်ပြေမယ်ထင်တယ်ပြီးတော့အဓိကဒီ event လေးကကျတော့မြန်မာပြည်ကလူတွေကိုsupport လုပ်ချင်တာဖြစ်တဲ့မြန်မာပြည်ကလူတွေဦးစားပေးပြီးတော့claim ခွင့်ပြီးသွားမယ်လို့ထင်နော်အဲ့ဒီမှာလေးနဲ့စညအမှားရတဲ့အချက်ထားပြပါအဲ့တော့credit card ရှိတဲ့လူတွေကကိုယ့်ကိုcredit ထုတ်လို့ရမယ်ဘာလို့လဲဆိုတော့မြန်မာပြည်ရဲ့ bank နဲ့ GCP ကိုတုံးလို့မရဘူးပေါ့နော် credit claim လို့မရတဲ့အတွက်ပေါ့နော်အဲ့တော့အဆိုရင်တွေ slide လေးကိုပဲထပ် share လိုက်မယ်ပေါ့နော်အများကြီးတော့ထူးတော့မဟုတ်ဘူးဒီ step လေးတွေပဲအဲ့ဆို screen လေး share လိုက်ပါမယ်ဟုတ်ကြားရသေးလားမသိဘူးနော်ကြားပါတယ် ဟုတ်မကြောက်တယ်ပါမမြင်အောင်စနေမယ်ဟုတ်အဲ့ဆိုထပ် share လိုက်ပါမယ်ရှင်ဟုတ်ဒါကတော့budget လေးရှိမှလုပ်လို့ရတယ်ပေါ့နော်မဆိုလို့ရှိရင်deploy လုပ်လို့မရဘူးပေါ့နော်အဲ့ဒီအတွက်လည်းကိုယ့်ရဲ့ bank နဲ့ချိန်တာတို့ဘာလို့လိုတယ်ဒါပေမဲ့မြန်မာပြည်ရဲ့ ban ကကိုလည်းလက်မခံမြန်မာပြည်ကိုလည်း ban ထားတယ်ပေါ့နော်available region တို့ဘာမှလည်းတချို့Google AI Studio ဘာမှမြန်မာပြည်မပါဘူးအဲ့မြန်မာပြည်ကလူတွေက credit claim မှာပဲရမှာပေါ့နော်ဒီကဲလို့ကိုက credit card ရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့credit card ထည့်လိုက်တာနဲ့သူကfree credit 300 credit လာမျိုးပေးရပေါ့နော်ပတ်စံကိုယ့်ရဲ့ပတ်စံမကုန်ဘူးပေါ့နော်ကိုပတ်စံ bank ထဲကပတ်စံမကုန်ဘူးကိုကlimit တော့လုပ်ထားပါတော့တခြားအများကြီးမတုံးချင်းအဲ့ဆိုလို့ရှိရင်ဒီ how to redeem cloud credit လေးကိုပဲ share လိုက်မယ်ပေါ့နော်မြန်လေးပြီးလို့ရှိရင်ဒီ credit claim နဲ့ link လေးတို့ခဏနေပေးမယ်ပေါ့နော်ဒီချက်မှာပြင်မခိုင်တာကိုခဏနေစာရေးပါသေးအဲ့ဒီ link လေးကိုတွားပြီဆိုလို့ရှိရင်ဒါclaim လိုက်ရုံပဲခိုင်းလို့ဘာမှဖြစ်ရမယ်လို့ဆိုလို့ရှိရင်တော့ free မှာပေါ့နော်ဒီဟာအဲ့ link ကိုဝင်လိုက်တယ်ဆိုတာနဲ့ဒီ click here to access your credit ဆိုပြီးပေါ်လာလိမ့်မယ်ပေါ်လာပြီးလို့ရှိရင် accept and continue ပေါ့နော်အဲ့ဒါလေး accept လုပ်ပြီးလို့ရှိရင်ဒီမှာcredit ရအောင်ပေါ့အဲ့လိုရှင်ကိုယ့်ရဲ့ဒီ demo project လေးကို deploy လုပ်လို့ရပြီ lab တွေမှာ လိုက်လုပ်လို့ရပြီပေါ့နော်တကယ်လို့ဒါဆိုလို့ရှင်ဒါကိုကဒါ credit successfully claim ဖြစ်သွားပါပေါ့နော်အဲ့မှာမှ
error လေးတွေကတော့တူမှာမဟုတ်ဘူးဒီမြန်မာ region တွေကတူပေါ့နော်အဓိကတို့စမ်းတာကတော့ဒီ wifi မတူလို့ရှိရင် error မတူပေါ့နော်ကျိုး wifi တွေကကျတော့ VPN လိုတယ်တချို့ wifi ကကျတော့ VPN မလိုအဲ့လိုမျိုးလေးရှိတွေ့ရတယ်ပေါ့နော်တို့အရင်တော့ကတော့ဒီ credit claim နဲ့အဆင့်ဒီအဆင့်ရောက်သွားပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ credit က successfully claim ဖြစ်သွားပြီပေါ့နော်တကယ်လို့credit card ရှိတဲ့သူတွေဒီမှာတော့အယောက်50လောက်ပဲရတာဆိုတော့လေ credit card ရှိတဲ့သူတွေကကျတော့ကိုယ်တိုင်ပထမဆုံးကို account တွေဘာတွေnew create လုပ်တယ်လို့ပဲဘာမှခက်ခဲရမဟုတ်ပေါ့နော်ဒီ payment account join လိုက်မယ်သူက payment တောင်းလို့ရှိရင် credit ကိုယ့်ရဲ့ credit card number လေးဖြည့်လိုက်မယ်ဆိုလို့ရှိရင်သူက first time user ဆိုလို့ရှိရင်300 credit card ပေးရပေါ့နော်အဲ့မှာကိုယ့်ရဲ့ billing အောက်မှာ credit ဆိုပြီးဝင်ကြည့်လိုက်လို့ရှိရင်ကိုကtrying GCP မဟုတ်သူ့ရဲ့ try ရဲ့ billing account ဆိုပြီး300 credit လာမသိဘူးပေါ်တယ်ပေါ့နော်ဒါကတော့credit card ရှိရတဲ့သူတွေအတွက်ပေါ့အဲ့ဒါကတော့ credit claim နဲ့ဟာပေါ့နော်ဒီလိုမျိုးclaim လိုက်ပြီးAPI key ပေါ့နော်ကိုကဒီ credit တွေရပြီးသွားပြီလို့ရှိရင် API key create လုပ်လို့ရပြီ။အဲဆိုဒီ main ခိုင် lab မှာကျတော့ main ခိုင် lab ကကျတော့စာများတယ်ပေါ့နော်ဒါပေမဲ့ तू lab ကိုဘယ်နှခုပြီးအောင် run မလဲတော့ဒါသူ့ပုံမှန်မူတွေတော့အချိန်လေး limit ရှိရောလေပြီး agent တွေလည်း share မှာဆိုတော့အဲ့မှာ main ခိုင် lab မှာတော့တွေ့ရတော့ API key သုံးဖို့လိုတယ်ပေါ့နော်ဒါteacher ကကျတော့teacher main ခိုင်တော့ဘယ်လို run ပေးမလဲတော့ဒါသူနေ့ရောက်မှတိကျသိရမှာပေါ့နော်အဲ့မှာ API keyလိုရယ်ဆိုလို့ရှိရင် API key လေးရပါမယ်အဲ့မှာကိုကproject ကိုimport လုပ်လို့ရမယ်အရှိမဟိုနောက်ပိုင်းကျလို့ရှိရင်လည်းအဲ့ဒီ Google ကြည့်ဒီမှာ project လေး create လုပ်လို့ရတယ်ပေါ့နော်ဒါကတော့GCP အသုံးပြုပုံမဟုတ်တဲ့အတွက်ဒီမှာတော့တိစိတ်တော့မပြောတော့ဘူးပေါ့နော်ဒီမှာ credit claim ကြီးပဲပြောမှာဆိုတော့ဟုတ်အဲ့ဒါ API key လေးတွေ create လုပ်ပြီးဒါဆိုလို့ရှိရင်တော့အားလုံး day 2အတွက် ready ဖြစ်သွားပြီပေါ့နော်တကယ်လို့ကို credit ကလည်းထည့်ကြမရှိဘူးဒီ GCP ပေါ့နော်ဟုတ်အဲ့ဒါလေးရောရှိပါတယ်ဟုတ် question ရှိလားမသိဘူး Hello ဟုတ် ဟုတ်အဲ့တော့ဟိုကလေမြန်မာကတ်နဲ့ဆိုရင်အခုက credit claim လို့ရတာလားမရလားမရဘူးမြန်မာကတ်နဲ့ဟုတ်အဲ့ဆိုရင်ဟုတ်ဘယ်လိုလုပ်ရမလဲအဲ့ဟာတော့ဒီမှာခိုင်းတာလို့စီ request ပြန်တောင်းလိုက်မယ်ပေါ့နော်ဟုတ် store share လိုက်ပါဟုတ်ကမရှိပါဟုတ်မြန်မာပြည်လူတွေတော့မရတော့ claim လို့အဆင်ပြေမှာမဟုတ်ဟုတ် money မို့ဟုတ်ပြောပါရှင်ဟိုလေအဲ့ဒီတဲ့ link လေးဖွင့်တဲ့အခါကျတော့ရှင် VPN နဲ့ခံပြီးမှဖွင့်ရမှာလားအဲ့ဟာလေဟို wifi ပေါ်လဲမူတည်သေးရဲ့ဟိုစမ်းတာတော့ GCP မှာတော့ VPN မလို့ဒါမဲ့wifi နေ IP address တွေတိတ်မတူတော့လေVPN ကဒါမဲ့ကိုယ်ဆက်ထဲမှာရှင်း prime ကြီးပေါ့နော် VPN မရအောင်ဆို VPN တက်ကြီးပေါ့နော်အဲ့လိုလေးတော့လုပ်ကြည့်ရမယ်မြန်မာပြည်ကလူတွေရောနည်းနည်းတော့လူခုံပြန်ကြော်သွားတော့လုပ်ရမယ်ဟိုသူတို့ရဲ့ support လုပ်တဲ့ region ထဲမှာမပါနေတော့ဟုတ်အဲ့ပါ project နဲ့ခုအတွက် credit ဘယ်လောက်ဆိုဟာလုံလောက်နေမသိလုံလောက်တယ်ပေါ့နော်ကိုကတော့ဟို traffic တွေအရင်မြင်အပြီးတော့အရင်ဟို API နဲ့အရင် call နေလို့ရှင်တော့ကိုရဲ့ credit မှာဒါပေမဲ့ဟို billing setup မှာ alert တို့ပါလုပ်ထားလို့ရလေခါပါတော့ billing setup မှာ alert ကို$5လောက်ပဲ$5ရောက်သွားလို့ရှင်ငါထဲကနေ$5ရောက်သွားရင်တော့ငါ့ alert notification တက်ပြီးဆိုပြီးအဲ့ billing alert တွေလည်းလုပ်လို့ရတယ်ပေါ့နော်အဲ့ဟာတွေရောလုပ်လို့ရတယ်ဟုတ်ဒါပေမဲ့အခုဒီ day 2အတွက်ကတော့ဒီရ300 free credit ကလုံလောက်တယ်အခု credit ဟို Google ဘက်ကလုံလောက်တယ်ပေါ့နော်ဟို300 free credit က credit အပေါ်မလို့ပေါ့ဒီ project တော့ကဒီ300တော့ကအကောင့်အဟောင်းနဲ့ပြန်သုံးလို့ရတာပေါ့လို့ပြီးတော့အကောင့်အဟောင်းက credit က30လောက်ဖြစ်ချင်လို့အဲ့ဒါကြောင့်လို့ပါဘယ်လောက်လောက်ဆိုလို့တော့သိကြတာဟုတ်ဘယ်လောက်ဆိုတော့$10တော့မပြေဘူးနဲ့ကိုစမ်းနေတော့ကြားရမယ်ရှိဟိုလုံလောက်တယ်ဗျဟိုဒီခန်းခဏမရန်ဆိုလို့ရှိရင်$တော့မကုန်ဘူးဗျဟိုဒီလာမဲ့ဟို project အတွက်ပေါ့နော်ဒီပွဲမှာလုပ်မဲ့ project အတွက်ကိုပြောတာဟိုကိုနောက်မှနောက်ကျောက်စမ်းနေတယ်ဆိုလို့ရှိရင်တော့စမ်းတော့ကုန်သွားမှာပေါ့နော်ဒါပေမဲ့ဒီ Gemini ကဟိုဖြစ်ပါတယ်အရင်မစားဟုတ်ပြီးတော့လေခုနကဟိုပြောချင်တာအဲ့ဒီလောလောဆယ်ဟိုဗမာကတ်တွေနဲ့ဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲဟိုပေးတဲ့ link ကနေပဲတစ်စင် claim မရမယ်ပေါ့နော် credit ဟို Google ကနေ free ပေးတဲ့ဟာတန်းမရဘူးအခုကျွန်တော်တို့ဒီ link ပေးမဲ့ဟာကနေ claim မဲ့ဆိုလို့ရှိရင်တော့ဟို credit card တွေပါတော့မလိုဘူးဒီတိုင်း claim လို့ရတယ်ဟုတ်
အဲ့တော့နည်းနည်းဟိုအချင်းချိန်ပြီးတော့တခြားတော့ဦးစားပေးကြပါတော့ ဟုတ်ဟိုဟာလေမယူလိုက်ဟုတ် ဟိုဟာအခုပြောတာလေးတစ်ချက်လောက် confirm လုပ်ချင်လို့ပါဒီမြန်မာပြည်ကလူတွေကကြတော့အခုပေးတဲ့ link ကနေပြီးတော့အမှရှိတဲ့လူဆိုရင်တော့တကယ်စမ်းတဲ့ချိန်မှာအဲ့ဒီ link ကိုဝင်စရာမလိုဘဲနဲ့ဟို credit card ကို account ဆောက်ပြီးတော့ကိုယ့်ရဲ့ credit card ကိုချိန်ပြီးတော့သုံးလိုက်ရုံပဲအဲ့လိုမျိုး ဟိုဟာလေဟိုအရင်တော့တခါမှ GCB မသုံးဘူးတဲ့အကောင့်ကို credit card ချိတ်လိုက်တယ်ဆိုလို့ရှိရင်ကိုယ်ကနေပြီးတော့အဲ့ဒီ credit 300အလကားပေးတယ်အဲ့ဒါကို3လပေးတယ်အဲ့ဒါအလကားရတာဟိုပြောမယ်ဆိုရင်ဟို credit card ကိုချိတ်လိုက်ရုံပဲပေါ့နော်ဟို ကိုစီကနေပြီးတော့ပတ်သက်မသုံးအောင်ဆိုတာကိုပြောချင်တာဒီလက်လာပြီးတော့ပတ်သက်ကုန်တင်နေပါဆိုလို့ ဒီတော့တက်သေးဝင်တာတော့ welcome ဆိုပြီးပြန်ပြီးဘာမှမပေါ်ဘူးအဲ့ဒါတော့ဟုတ် အဲ့လင်းကအမှန်မဟုတ်ဘူးအဲ့လိုစမ်းပါဆိုလို့မပေးရသေးတယ်ဟုတ် ဘာကြလဲလဲ ကျွန်တော်တို့ လင်းကအမှန်လို့မပေးရသေးဘူး access မပေးရသေးလား ဘယ်လိမ့် ဟုတ် နေ တယ် လဲ နင့်ကိုလင်းအမားနဲ့ဂျင်းထိုးထားတယ်လို့ပြောတာဟဲ့လောလောဆယ်နင့်ကိုလင်းအမားနဲ့ဂျင်းထိုးထားတယ်လို့ပြောတာလင်းအစ်စ်မပေးရသေးဘူးလို့ပြောတာနင့်ကိုလင်းအစ်စ်ပေးမယ်ခဏနေရော အော် တချက်အပြင်အားလူတွေအတွက်ကောဒါလည်းအဲ့ပေးတဲ့ link ကနေဝင်ရမှာလားခုလောလောဆယ်ကျွန်တော်လည်းခုနကတော့ comment ချုပ်လို့ပဲ မဟုတ်ဘူးဟာလေအဲ့လင်းကြီးရအဲ့လင်းကြီးကတမင်အမှန်မထည့်တာအဲ့လင်းကအမားကြီးအဲ့လင်းကြီးမဖွင့်နဲ့ ကနနေကနအဲ့ဒါကြောင့်လည်းနည်းနည်းကြောက်ရတယ်အကုန်လုံးကအပြင်ကဆိုတာတခြားဟိုဗမာနိုင်ငံမှာရှိမှာမဟုတ်ဘူးလား ဟုတ်တယ် အဲ့တော့ဟိုကျွန်တော်ဖြစ်စီနေတာပေါ့နော်ဗမာနိုင်ငံလူတွေတော့အရင်ဦးစားပေးလိုက်ပေါ့နော် brother တို့တခြားအပြင်ကနေပြီးတော့အပြင်က credit card တွေရှိရဲဆိုလို့ရှိရင်ကြတော့ခုနလိုမျိုး Google ကနေပြီးတော့ free credit 300 claim လိုက်လို့ရတယ်ဗမာနိုင်ငံတွေကလူတွေကကြတော့သူတို့ရဲ့ဗမာနိုင်ငံ credit card တွေက GCB ကနေတန်းပြီးတော့ claim လို့မရအောင်အဲ့ဒါကြောင့်မလို့ Okay အဲ့လိုလို့ကြား တရားကတချို့တို့ပြီးလို့ရှိရင် breakout လို့နေခွဲပေးမှာလူတွေကိုလေနော်အားလုံး breakout လို့နေခွဲပေးမယ်ကို့မှာလေ credit ရှိတယ်အပြင်လို့ဆိုတာမြန်မာနိုင်ငံပြည်တွင်းမှာနေတာမဟုတ်ဘူးနိုင်ငံပြည်ပမှာနေတာပြည်တွင်းမှာပဲနေနိုင်ငံပြည်ပမှာပဲနေနိုင်ငံခြား credit card ရှိတယ်ပေါ့ကိုယ့်လက်ထဲမှာနိုင်ငံခြား credit card ရှိတယ်ဆိုရင် GCP account ဆောက်ပြီးတော့စပြီးတော့ beginner claim လုပ်လို့ရှိရင် point 300ရမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒါရှင်းလားမသိဘူးအဲ့ဒီOkay အဲ့တော့ပြည်တွင်းမှာပဲနေပြည်ပမှာပဲနေလက်ထဲမှာ credit card နိုင်ငံခြား credit card ရှိတယ်ဆိုအဲ့ဒါလုပ်လို့ရတယ်။ဒါပြီနော် credit card မရှိဘူးပြည်တွင်းမှာနေတာနိုင်ငံခြားမှာနေတာဒါပေမဲ့ credit card လက်ထဲမှာမရှိဘူးထိုင်းမှာနေတဲ့လူလည်း credit card လက်ထဲမှာရှိကြမှာရှိမှာလေနော်အဲ့တော့ credit card လက်ထဲမှာမရှိဘူးဆိုလို့ရှိရင်မနုဝေနဲ့ကိုစာနီက link တစ်ခုပေးမယ်အဲ့ဒီ link ကနေ claim လုပ်လို့ရမယ်အခုနင်တို့ပြနေသမျှ link တွေဒီဂျင်း link တွေဂျင်း link တွေ link အစစ်မဟုတ်သေးဘူး link အစစ်ကပြီးတော့မှပေးမှာအဲ့တော့အခုသွားကြည့်နေရင်မရဘူးဟုတ်ပြီနော်အဲ့တော့ရှင်းမယ်ထင်တယ်အခုပြောရင်နည်းနည်းလေးရှုပ်နေကြလို့ဒီကျတခါတည်းရှင်းပြပေးထားတာနော်ဟုတ်ပြီ Okay ဆက်မေးငါလူတွေကိုငါနည်းနည်းဝိုင်းကူပေးလိုက်တာငါပြီးတော့မှစုပါသူတို့ ဟုတ်တယ်ဘဏ်ကမှာ debit card နဲ့ credit card ရှိတာဆိုတော့ debit ကတော့ရလားမရလားမသိဘူးခန်းစားလို့ debit ရတယ် debit ပဲဖြစ် credit card ပဲဖြစ်ပေါ့နော်အဲ့ဒါဆိုတော့ card နိုင်ငံခြား card ရှိတယ်ဆိုရင်ရတယ်နော်နိုင်ငံခြား card ဒီဆိုပါဟုတ် ထိုင်း card တွေကတချို့ဟာတွေကသူတို့ပိတ်ထားတယ်ဒိုင်းဘဏ်ကတ်တွေက debit ကော credit ကောသုံးလို့မရအောင်ပိတ်ထားတာမျိုးရှိတယ်အဲ့ဒါမျိုးဆိုရင်တော့ထိုင်းမှာဘဏ်အကောင့်ရှိပေမဲ့လည်းရချင်မှာအုပ်စုတွေထဲကိုရောက်သွားရင်ပေးမယ် link ကမပြနိုင်ဘူးအခုချိန်မှာ link claim ဖို့မဟုတ် process ကိုပဲအရင်ရှင်းပြထားတာနော်ဆမ်မင်းကလက်ထောက်ထားကိုဆမ်မင်းထွန်းကမေးခွန်းမေးဖို့လက်ထောက်ထားရလားယင်မေးပါလားအတမ်းမလာဘူးရဲ့ဒီ audio connect မဖြစ်တာလားဘာလားမသိ ပြည်ရင်းရဖြစ်လို့အတန်ပျောက်သွားတာလည်းဖြစ်မယ်နဲ့အဲ့တော့ဆက်လိုက်ပါကင်မရာကိုလုံးဆက်ဆက်လို့ အတန်ရောက်ရမသိဘူးကိုဘယ်လိုပြောလို့ရှိရင်ဒီ breakout room တော့မယ်ပေါ့နော် breakout room ချင်းတော့စီစဉ်ထားတာကြတော့breakout room 10ခုရှိရပေါ့နော်တ group မှာ breakout room တစ်ခုမှာလူ9ယောက်နဲ့စီစဉ်ထားရပေါ့နော်ဒါပေမဲ့
လူတွေအကုန်လုံးကမလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့လာတဲ့သူတွေပေါ့နော်အဲ့ breakout room ထဲမှာတော့ပြီးတော့ကျွန်တော်တို့ခုနကမနုဝေပြောတဲ့ဟာတွေကို hands on တော့လုပ်မယ်ပေါ့နော်ဒီ API key ရှိထားရမယ်အဲ့ကြောင့်မှမနှက်ချင်ရဲ့ left တွေကို run လို့ရမှာပေါ့နော်ဆိုတော့ဒီနေ့ကိုကအဲ့ဒါပေါ့နော် credit calendar ပြီးရမယ်ပြီးရင် API key ကအဆင်သင့်ဖြစ်နေရမယ်အဲ့နှစ်ခုပေါ့နော်ဒီနေ့ကိုကဆိုတော့အဲ့ဒါကိုအတူတူလုပ်ဖို့အတွက်ကို breakout room ဖိတ်ပါမယ်လို့မနုဝေဆိုကြပါတယ် Okay အဲ့ဒါရင် breakout room ဖိတ်ဖို့ဘယ်လို request လုပ်မရှိမြင်တခြားလောက်ကို share request လုပ်ချင်တာကတော့ချမ်းများတို့လူအကောင်လုံးကအဲ့ breakout room မှာရှိနိုင်မလားမရှိနိုင်ဘူးလားမသိဘူးပေါ့ volunteer လည်းအရင်အပြည့်စုံဟိုအများကြီးမဟုတ်တော့ဆိုတော့ဟိုတက်နိုင်တဲ့လောက်တော့လာပြီးတော့ဟို round ထည့်ပြီးတော့လာကြည့်ပေးပါမယ်လို့တက်နိုင်တဲ့လောက်ဝင်ကူပေးပါမယ်ပေါ့နော်ဆိုတော့ group ထဲမှာလည်းအချင်းချင်းကအဆင်ပြေတဲ့သူကအဆင်မပြေတဲ့သူကိုကူပေးဖို့လည်း request လုပ်ပါအဲ့လို့ဟုတ်အဲ့လည်းတခုပါ Okay